မင်္ဂလာပါပန်းကဘာမြေ channel ကြိုးဆိုပါတယ်ဒီကနေ့မှာတော့ပြင်ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေမတ်တီတာထွန်းကညနာအကျိုးဆောင်ကနေပြီးတော့သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းလေးမောင်လေးနှစ်ယောက်ပေါ့နော်ဒီကားမောင်းတင်မျှဝေခြင်းအစီအစဉ်မှာပါဝင်ရောက်ရှိလာတာဖြစ်ပါတယ်နာမည်ကတပ်ပိုင်ကျော်ဟုတ်ပိုင်ထက်ကျော်ပိုင်သက်ကျော်ခေါ်တပ်ပိုင်ကျော်ပေါ့နော်သူကသူ့ကိုကျွန်တော်ကားရဲ့ခါတိုင်းတော့အခြေခံနည်းစနစ်ကြလေးပြပြီးတော့သူ့ရဲ့မောင်းနေမှုလေးကိုပေးသက်ကြီးကကြည့်ရှုပြီးတော့အဆုံးဖြတ်ပေးပါအောင်လို့တောင်းဆိုပြရစီခင်ဗျကျွန်တော်ရဲ့ပန်းခွာမြေ channel ကိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမများကိုလည်းကျွန်တော်ကကျေးဇူးတင်ပါတယ်လို့ပြောပြရစီခင်ဗျကဲကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျ